Memory test. You have 5 seconds to memorize the places of the vegetables. ပန်းသီးရယ် Look ဥနီရယ် carefully. အာလူသီးရယ်ဟိုမုံလာတုတ်ရယ်စက်သုံးပြူရယ် Where is the No, what- garlic? ဒီဥစ္စာစက်သုံးရနံပါတ်6ပါရှင်နံပါတ်6ပါမှန်သွားပြီထိသုံးမှာမှန် Where သွား is ပြီ the နော် cabbage? ဒီဥစ္စာကနံပါတ်1နဲ့2ခဏလေး1နံပါတ်1ပါနံပါတ်1အေးမှန်သွားပြီ Where နံ is ပါတ် the 1မှန်သွားပြီ carrot? ဖိုက်ထင်တော့နံပါတ်5မှန်သွားပြီဥနီလည်း Where is 5 the မှန်သွားပြီ apple? ဒါတော့ထိတ်ဆုံးမှာနံပါတ်4ပါရှင်ထိတ်ဆုံးမှာပါပန်းသီးကတော့ထိတ်ဆုံးမှာပါရှင် Where is the no. potato? နံပါတ်3ပါရှင်နံပါတ်3ပါရှင်မှန်သွားပါ What ပြီ is ရှင် missing? ဒီဥစ္စာဘာကျန်နေခဲ့လဲဆိုတော့ဒီဥစ္စာကတော့ဟိုလေငရုတ်ပါကျန်နေ If ခဲ့ you ပါတယ်နံပါတ် remember, 2ငရုတ် write ပါ it ပါ in the ရှင် comments and I will like it. ကဲဒီနေ့ Memory တော့ကျွန်မ test. ကျန်နေတာလည်းမှတ်မိ You သွားပြီ have ရှင် 5 seconds to memorize the places of the ကားရယ် vehicle. ကြောင်းကားရယ် Look ဒါ carefully. ထွက်ကားရယ်ဘာကားခေါ်မှမသိဘူးเนาะအဲ့ဒါလင်းမြန်ရယ်ဟယ်လီကော်ပတာရယ် Where is the car? ကားကနံပါတ်4ပါရှင်နံပါတ်4ပါရှင်ကားနံပါတ်4ပါမှန်သွားပြီ Where is the plane? လင်းမြန်ဒီဥစ္စာက1ဟုတ်တယ် Where is the helicopter? ဒီဥစ္စာနံပါတ်စစ်ပါဒါလည်းမှန်သွားပြီ Where is the ship? တင်မောကဒီဥစ္စာက3နဲ့2တစ်ခုခုဆိုကြတော့3ထင်တယ်ဟုတ်ဘူးဟာ2 Where is the bus? 2လို့ပြောရတဲ့3နဲ့2တစ်ခုခုလို့ပြောရတဲ့လွဲသွားတာဒီဥစ္စာဒါဘတ်စကားရတော့နံပါတ်5ကွာနံပါတ်5 What is missing? ဒီကထွက်ကားကြီးကွာဟုတ်တယ်နံပါတ်3ဒီဥစ္စာလဲဒါဘာကျန်းနေခဲ့ If ဆို you မှတ်မိသွား remember, ဒါ write စ it မှ in တ် the မိသွားပြီ comments နော် and I will like it. နှစ်ခုစလုံး Memory test. မေးတဲ့ဟာကိုကျွန်မမှတ်မိ You သွားပါ have ရှင် 5 seconds to စခဲတန်ရ memorize ယ် the ခက်တဲ့ရယ် places of the ဒီဥ items. စ္စာရောင်စုံခဲတန်ထင်တယ်ရောင်စုံခဲတန်ရယ်ပေရန်ရယ်ကကြေးရယ် correction ရယ် Where is the Sharpie? အဲ့လိုမျိုးတော့ဘယ်နဲ့ရောက်သွားရWhere is glue? ဂလူးနဲ့ correction နဲ့အဲ့လိုခေါ်ရနေမှာနံပါတ်1ကွာနံပါတ်2ဟုတ်တယ်ဒါလည်း Where မှန် is သွား the ruler? ပေတန်ကနံပါတ်1ပါရှင်မှန်သွားရင်နော် Where is the eraser? ခေပြက်ကတော့နံပါတ်5ပါရှင်မှန်သွားပါပြီ Where is the pencil? ခဲနံနံပါတ်4ထင်တယ်အဲ့ဆိုနံပါတ်6ကဘာလဲမသိဘူးဒီခါကြံတာတော့မမိတော့ What is ဟုတ်တယ် missing? ခဲနံနံပါတ်6လဲကြံတာလည်းမမိသွားဘူးကက်ကြေးပါရှင် If you remember, write it in the ဒီ comments and ခါ I တော့ will like ကြံ it. တဲ့ဟာတွေကျွန်မ3စတိုင်အကုန်လုံးမှန်းနေနော် You have ဘိုက် 5 စားရေ seconds to memorize the places of the ဘာ food. ခါရှိမယ် Look carefully. ဒါလေးအစားတော့တွေအသေးချာမကြည့်နိုင် Where are the Gina. corn dogs? ကွန်တော့ကဒီဥစားနံပါတ်5ဟုတ် Where is the steak? အစားတော့နေမြင်စားရင်တော့တေချာမှတ်နိုင်တော့စတိတ်ကနံပါတ်6ကွာနံပါတ်6စတိတ်ကနံပါတ်6ပါဟုတ်တယ်ဒါတော့မှန်သွားရတော့တည်းဘာကနံပါတ်4မှာပါဟုတ်တယ်ဘာကနံပါတ်4ဟုတ် Where တယ် is the hot dog? hot dog အေးကွာဒါမှဒီဥစားမှနံပါတ်5 hot dog နံပါတ်5ငါပြောနေ Where စား are ချင် the လိုက် fries? အဲ့ဒါဘယ်နဲ့လေးတာလဲဟုတ် What is ဘူး missing? 3ကအဲ့ဆိုဟိုဝိုင်းနေမှာအဲ့3ကိုဘယ်လိုခေါ်လဲမသိဘူးပန်ကိတ်လည်းမဟုတ်ဘူးကွာ If ဘာလဲ you မသိဘူး remember, ပီဇာလည်း write မ it ဟုတ် in ဘူး the comments and I will အဲ့ဒါ like ကို it. မခေါ်ကဲဒီနေ့စီစဉ်လေးတော့ဒီလောက်ပါပဲရှင်ကဲသူနောက်ဆုံးတော့ပြတ်သွားရတဲ့မိကွန်း၄ခုရဲ့အဖြူကိုမှန်ခဲ့ပေးကြအောင်ဒီလေးတွေကဒီလောက်ပါပဲနောက်နေ့မှဒီထက်ပုံမကောင်းမတဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ